Yo, any tips for FOE season 3? In a way, all of you chip lie. အားလုံးမင်္ဂလာပါစကားလေးပဲဖြစ်ပါတယ်ဆိုတော့ဟိုတရကမိုင်းလေးတင်လိုက်ရပေါ့နော် Instagram မှာ Facebook မှာရော TikTok မှာရော story တင်လိုက်တယ် ask me anything I will answer မေးချင်ရမေးဖြစ်ချင်ဖြစ်မယ်ဆိုပြီးတော့အဲ့တော့အဒီကချမ်းလာမေးခွန်းလေးကိုဒီနေ့ဖြေပေးမှာပဲဖြစ်ပါတယ် so ဆက်လိုက်ကြအောင်မေးခွန်းတွေအကုန်လုံးကို analyze လုပ်လိုက်မယ်ဆိုရင်ကျတော့အမေအများဆုံးမေးခွန်းတွေနှစ်ခုရှိတယ်တစ်ခုကကြတော့နောက်ဆုံးမှာထည့်ပေးထားမယ်အခုအမေအများဆုံးမေးခွန်းတစ်ခုတည်းကတစ်ခုဖြစ်တဲ့အသက်ဘယ်လောက်လဲပြီးတော့မွေးနေ့ရပဲရောကျစင်ရဲ့အသက်ကအခုလောလောဆယ်မှာ session နှစ်ဖြစ်ပါတယ်မွေးရက်ကတော့12ရက်12လ2006ပဲဖြစ်ပါတယ် December born လေးပါ Sagittarius ပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့ Can I know how you improve yourself improve ကကျတော့အရင် method အများကြီးတော့မရှိဘူးပေါ့နော်ဒီတိုင်းပဲကိုဘယ်လိုမျိုးဘဝပုံစံမျိုးနဲ့နေထိုင်ချင်တာလဲငါဘယ်လိုမျိုးဖြစ်နေတာလဲဆိုတော့မျိုးလုံးထဲမှာလည်းပုံဖော်ကြည့်လိုက်တယ်ပုံဖော်ကြည့်လိုက်ပြီးတော့အဲ့ဒီအတိုင်းဖြစ်အောင်စူးစမ်းပြီးတော့နေကြည့်ရပေါ့မသက်ရလို့တော့မရှိဘူးအဲ့တော့ဒီချာမပြောပြတာပေါ့ How will you be 10 years later ဒီအခုက2025ဆိုတော့နောက်ထပ်10နှစ်ဆိုတော့2035မှာဆိုရင်အသက်က28နှစ်ရှိပေါ့နော်ဒီအလုပ်တစ်ခုခုနဲ့ stable ကြနေလိမ့်မယ်လို့ညွှန်နေပါတယ် Okay third question how was your exam ကတော့ knowledge ထားတဲ့ကိုအများကြီးပို့ပြီးအဆင်ပြေခဲ့ writing ဘိုင်းတွေမှာဆိုရင်လည်းကျန် predict လုပ်ခဲ့ရပေါ့နော် writing style တွေပါလာတယ်အများကြီးအဆင်ပြေခဲ့ပါတယ် Are you artist Am I an artist No I'm not an artist What if you don't have to work for a living and you can do whatever you want and you don't have to pay then what will you be doingခီးရှောက်သွားမှာပေါ့။နေဘာမှလုပ်စရာမလိုပဲနဲ့အကုန်လုံးလုပ်သမျှလည်းပတ်စံရှင်းပေးမယ်ဆိုရင်ခီးရေရှောက်သွားမှာပေါ့။ခီးရေရှောက်သွားမယ် shopping ထွက်မယ်စားချင်ရည်စားမယ်လုံးဝပေါ့။ပြီးတော့ကြောကြီးဖြတ်တန်းလိုက်မယ်။ Yo, any tips for FOE season 3 yet? FOE season 3ရရှိမှလားမရှိမှလားအမှကျန်မသိပါဘူး။ကျန်က FOE season 1ပြီးတဲ့ကလုံးဝအဆက်တိုင်းပြတ်သွားပါတော့။ season 2အကြောင်းတော့ဘာမှသိရမှာမဟုတ်ဘူး။အဲ့တော့ season 3အတွက်ဆိုတော့ပြောမနေနဲ့လုံးဝကဘာချမ်းလာဝေးသွားတယ် season 3အတွက်က Hello အဆင်ပြေရင်အမရဲ့ education part လေးကိုဖြေပေးပါလား။ education part ကတော့ကျန်တဲ့အခုလောဆယ် IGCSE တက်နေပါတယ်။အစားကMajor series ဒီ2025 major series မှာဖြေရမှာပေါ့နော်ဒါပေမဲ့လည်းအလုပ်တစ်ဖက်နဲ့အရန်ကိုကမဖြစ်သွားတဲ့အတွက်ဒီ2025 October November series ကိုရွှေ့ထားတယ်University ဒါမှမဟုတ်လည်း college တစ်ခုခုကိုတော့ဒီ2026ထဲမှာတော့သွားဖို့မှန်တယ်ကပြားလာရင်တဲ့ဒီမိကုန်းကျန်တဲ့ခဏအမေးခံရတယ်ပေါ့နော်ကပြားလာပဲလူမျိုးဆက်တာလဲအမှန်တိုင်းပြောရင်တော့ကိုတော့မသိပါဘူး great generation ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ကတော့လူမျိုးဆက်တယ်လို့ပြောရဲအတိအကျမပြောတတ်ဘူးပေါ့နော်အဲအကြောင်းမို့လို့ကိုတော့ဗမာလူမျိုးလိုပဲပြောပါတယ် Is it raining in Yangon နဲ့အခုအောင်မမိုးရွာနေတာ What's your plan for 2025စားလုပ်တော့မှာပါ2024မှာအလုပ်တွေတောက်လျှောက်လုပ်ခဲ့တဲ့အတွက်အခုဒီ2025မှာစားပဲတောက်လျှောက်လုပ်ပြသွားမှာပါ What's your dream မှာmy dream ဆိုတာထက်ဘောမှာနေထိုင်ခြင်းတဲ့ပုံစံဝယ်ဖြေပေးလိုက်မယ်ပေါ့နော်နေထိုင်ခြင်းသားကြတော့အဲ့လိုမျိုးနေတိုင်းဘာမှစိတ်ပူစရာမျိုးတွေအဲ့လိုမျိုးတော့ဘာထွက်စရာမျိုးတွေမရှိဘဲနဲ့အေးချမ်းလေးပဲနေရတိုင်းဖြတ်သန်းသွားလေးပဲနေချင်ပါတယ် That's my dream Inspirational person in your life Inspirational person မျိုးတော့ဘဝမျိုးမှမရှိဘူးပေါ့နော်ဒါပေမဲ့မနှစ်ကကိုနဲ့ဒီနှစ်ကျေစင်ဖြူကိုရှင်းလိုက်မယ်ဆိုတော့ဒီနှစ်ရဲ့ကျေစင်ဖြူကပို့ပြီးတော့ကောင်းအောင်ကြိုးစားပြီးတော့နေထိုင်ပြပါတယ် Why you look so beautiful What medicine did you take ဖြေပေါက်ပါအင်းတော့ဘယ်လိုဖြူပါလဲကျွန်မအခုမှအသက်16နှစ်ပဲရှိပါသေးရဲ့ကျွန်မအိမ်မှာမပြုတ်သေးပါဘူး Type ဘယ်လောက်လဲကျေစင်အရက်က9ပေ6ပါ Favorite songကအရင်အတိအကျတော့မရှိဘူးပေါ့နော်mood ပေါ် like ပြီး favorite song ကအများအားကိုပြောင်းနေတာဒါပေမဲ့အများအားနားထောင်ပြတဲ့တခြင်းတစ်ပုဒ်တော့ရှိရလုံးဝဟိုအဆွေးမှုတစ်ခုပဲအဲ့လို club music ပုံစံမျိုးနှစ်ခုအဲ့ဒီဟာကျစင်ရလုံးဝ top favorite music ဖြစ်မှာပါတယ်တစ်ခုကကျတော့ Okinawa ရဲ့ဆိုရတဲ့တခြင်းရဲ့ပြီးတော့နောက်တစ်ခုကကျတော့ RM ရဲ့ all night ဆိုရတဲ့တခြင်းနှစ်ခုကတကယ်ကို vibe ကစင်ကြင်ပဲ
favorite K-drama ရောမကြည့်ပြတာကြာပြီ favorite K-drama ဆိုရင်တခုလို့ရှိလိမ့်မယ်ဒါပေမဲ့ခေါင်းနဲ့အဲ့လိုမျိုးရုပ်တရက်ကြီးဆိုတော့ recall ပြန်ခေါ်လို့မရဘူးဖြစ်နေတယ် After IGCSE what will you study next let me know cause I still don't know it ကျန်ကြတော့အစားကမှုငယ်လေးရမှန်းထားပါတော့ IGB လာရဲ့အခါကျရင် university တက်တဲ့အခါကျရင် psychology နဲ့ပတ်သက်တဲ့ကိုအရင်တက်ချင်တာပေါ့နော် business psychology တက်မယ်လို့မှန်းထားဒါပေမဲ့လည်း career ဘိုင်းကိုပြန်ပြီးကြည့်လိုက်တဲ့အခါမှာနည်းနည်းလေးရွေးချယ်စရာနေဝမှာဆိုရတဲ့အတွက်အခုလိုလောဆယ်ကတော့ business ပဲတက်ဖို့မှန်းထားပါတယ် career goals ကတော့ video create လုပ်ရတယ်ပေါ့နော်ပါတယ်ပေါ့နော်အဲ့တော့ content တွေကိုတင်တဲ့အခါကျရင်လည်း quality တစ်ခုရှိနေပေါ့နော်အမျိုးရုပ်ရှင်ပုံစံဆန် vlog ပြီးရိုက်ချင်တယ်ဒီကိုရဲ့ကိုပိုင် business ကိုပေါ့အဲ့လိုမျိုးစားချင်တယ် ideal type ကဘယ်လိုမျိုးလဲရင်တဲ့ dream boy type ideal boy type DBREN လို့ online မှာရှာကြည့်လိုက်ပါ makeup tutorial please that okay နောက်ထပ် video ကို makeup tutorial တင်ပေးပါမယ် I want to watch your YouTube videos ကျန်တဲ့ YouTube channel link ကိုလည်းအခုဒီ description ထဲမှာဒါမှမဟုတ်လည်း comment ထဲမှာ link ထည့်ပေးထားပါမယ် You don't use your Facebook account anymore I do use my Facebook account အကောင့်ကကြတော့တိတ်ပြီးတော့ post တွေပါတယ်မတင်ပြဘူးဒီတိုင်း video တွေတက်ပုံလေးဆိုတော့လည်းကျန် page မှာပဲတင်ပြတာများတယ်အဲအကြောင်းမလို့အကောင့်ကတိတ်ပြီးတော့မသုံးကြဘူးလို့ထင်ကြတာဒါဆိုရင်အနုပညာလောကတဲ့ဝင်มาလာတဲ့တာမန်လောကမှာပဲဖြတ်တန်းမလားစိတ်ပူလို့ပါတဲ့ကျုပ်ရှင်တကားလောက်တော့ကြောက်တင်ထားတာပေါ့နော်မင်းသမီးတယောက်အနေနဲ့ไม่ပြီးတော့မတတ်မှတ်ထားဘူးဒါပေမဲ့ကိုယ့်အတကူဘဝမှာနေခြင်းလို့နေနေရပဲအဲအကြောင်းတော့တာမန်လောကနဲ့ပဲပို့ပြီးတော့တင့်တော်လိမ့်မယ်ထင်ပါတယ် favorite local song favorite local song ဆိုရင်တော့အများကြီးရှိတယ်favorite တော့မဟုတ်ဘူးเนาะဒါပေမဲ့ဒီရပိုင်းနားထောင်တဲ့ local song တွေကတော့အများကြီးရှိတယ် local ထဲမှာအကြိုက်ဆုံး artist ဆိုရင် Jigs ကပြီးကြိုက်တယ် video editing လုပ်တာပါနာပါလာတယ်ပါတာပေါ့ video editing ကိုတကယ်ဟိုစခွန်လောက်ခရေအားစပြီးတော့အဲ့လိုမျိုး laptop ထဲမှာ application တွေထောင်းလို့ရှောက်ပြီးတော့ click ကြည့်ကြရအခုချိန်ထိပဲ video ကြိုက်တဲ့အချိန်ဆိုအဲ့လိုမျိုးသူတို့တက်ပုံနဲ့တောင်းလို့တယ်ပြီးတော့ရင် edit တွေလုပ်ကြည့်ရအဲ့ဒီကလေးကနေပြီးတော့ editing ကို click ရသေးလားဒီတော့ Where are you thinking of going to university university ကတော့အခုချိန်ထိplan ပြီးချမချတဲ့ timeline တစ်ခုတော့တတ်မှတ်ထားရပါတော့ဒါပေမဲ့ဘယ် university ကိုတောင်းမှလဲဆိုတော့မဆုံးဖြတ်ရသေးဘူးခေါ်ပေါ်စားပြီးလားစားပြီးပါနေတော့လာမခေါ်လို့တော့တော့စားလိုက်တယ် Will you participate in FOE again FOE မှာကတော့ပြန်ပြီးမပြိုင်ဖြစ်တော့ဘူးပေါ့နော်ဒါပေမဲ့ဆိုတော့ FOE ကိုပြန်ရတာ mentally ရော physically ရောတော်လေးကိုပြင်မှန်းတယ်ပွဲမစားခင်မှာအတွက်လည်းဒီ competition တစ်ခုလုံးအတွက်ပေါ့နော်ပြင်ဆင်ရတာတွေကိုပြီးတော့ဒီ after competition မှာလည်းကိုယ့်ရဲ့တန်ရရရန်ခဲ့ရရင်လည်းတော်တော်လေးကိုခံနိုင်ရရှိမှရမှာYour green flags and red flags ဒီ question မိုက်တယ် This is your green flag ကဘာဖြစ်မလဲဆိုရင် green flag လို့မပြောလို့ရမှာမသိဘူးဒါပေမဲ့ကိုကောင်းတယ်ထင်တဲ့အချက်လေးပေါ့နော်စိတ်တစ်ခါတလေရှည်တယ်စိတ်ရှည်ရ bro မတစ်ခါတလေရှည်ရလို့ bro အမြဲစိတ်ရှည်နေရမှာမဟုတ်ဘူးအဲ့တော့ကျတဲ့ reflex တွေကိုပဲပြောလိုက်မှာပေါ့နော် green flag တွေကရုပ်တရက်ကြီးဆိုအစားရှာနေရလို့ reflex ကကြတော့တမန်တိုင်းမှာဒီဟာ reflex လို့တော့မပြောဒါပေမဲ့အချိန်နောက်ကျတဲ့လူအရင်မဟုတ်ဘူးတခုသွားစရာရှိရဲဆိုရင်လည်းအချိန်ကိုအဲ့လိုမျိုးအတိအကျရအောင်သွားအဲ့ဒီချိန်ထားတဲ့လူကလည်းသူ9နာရီလာမယ်လို့ပြောပြီးတော့9နာရီ15လောက်မှရောက်လာရဲဆိုတော့အဲ့လိုကိုသိပြီးတော့စိတ်ကမရှိတော့ဘူးပေါ့နော်အဲ့ဒါလေးတခုရရှိရဲแต่ကျန်တဲ့ reflex တွေကတော့မပြောတတ်ဘူးဒါပေမဲ့အခုအဲ့အချက်ကိုလည်း reflect လုပ်ပြီးတော့ပြောလို့ရတယ်တော့မထင်ပါဘူး Nothing to ask just watch it Okay အခုကြည့်လို့ရပါပြီဖြည့်ပေးလိုက်ပါပြီ Will you marry me yet No Boyfriend Choose your boyfriend Are you single Boyfriend Okayဒါကတော့ကျန်တဲ့အောင်မေးထားတဲ့မိကုန်းတွေတဲကနေပြီးတော့ပုံ2ပုံလောက်ကိုပေါ့နော်ဖြည့်ပေးထားကျန်တဲ့ပုံ1ပုံလောက်ကအများကြီးဖြစ်တဲ့အတွက်ဗီဒီယိုလည်းအရင်ရှေ့သွားမှာဆိုတဲ့အတွက်ပေါ့နော်နည်းနည်းလေးရွေးပြီးတော့ဖြည့်ပေးလိုက်တာပဲဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျန်တဲ့ရဲ့အကြောင်းလည်းပို့ပြီးတော့သိပါလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် Bye bye